အားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံရဲ့အလံတော်ကိုလူတော်တော်များများသိကြမယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့အလံရဲ့အတိတ်တွေကိုသိတဲ့သူလူနည်းနိုင်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဒီထိုင်းနိုင်ငံရဲ့အလံအကြောင်းကိုရှင်းပြတော့မှာဖြစ်ပါတယ်လက်ရှိအသုံးပြုနေတဲ့ထိုင်းနိုင်ငံရဲ့အလံတော်ကို1910ခုနှစ်ဩဂုတ်လ28ရက်နေ့မှာထိုင်းနိုင်ငံရဲ့တရားဝင်အလံအဖြစ်အတိအမှတ်ပြုခဲ့တာဖြစ်ပါတယ်လက်ရှိထိုင်းနိုင်ငံရဲ့အလံတော်တက်တန်းဟာဆိုရင်နှစ်ပေါင်း108နှစ်ရှိနေပြီဖြစ်ပါတယ်ဒီထိုင်းနိုင်ငံရဲ့အလံတော်မှာဆိုရင်မြင်းလိုင်းကြောင်း5ကြောင်းရှိပြီးတော့အယုံ3ယုံဖြစ်ဖွင့်ရှိထားတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒီအယုံ3ယုံဘုသူကိုကိုစားပြုတယ်လေဆိုရင်အနီယုံလိုင်းကြောင်းဟာဆိုရင်ထိုင်းပြည်သူပြည်သားများရဲ့ရေစွန်းတတိနဲ့အနစ်နာခံမှုကိုကိုစားပြုတာဖြစ်ပါတယ်နောက်အဖြူယုံလမ်းကြောင်းကတော့ထိုင်းနိုင်ငံရဲ့ဘာသာတရားကိုကိုစားပြုတာဖြစ်ပါတယ်သူတို့ဘာသာရဲ့တန့်စင်မှုနဲ့မြင့်မြတ်မှုကိုကိုစားပြုတာဖြစ်ပါတယ်အလယ်မှာရှိတဲ့အပြယုံလမ်းကြောင်းအကြီးကြီးဟာဆိုရင်တော့ထိုင်းပြည်ကိုကိုစားပြုတာဖြစ်ပါတယ်ထိုင်းပြည်ရဲ့တစ္ဆာဆုံးတည်မှုရှင်းလုံးညီညွတ်မှုနဲ့တရားမျှတမှုကိုကိုစားပြုတာဖြစ်ပါတယ်ဒီဗီဒီယိုကိုစောင့်နေအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့တွေ့ကြရအောင်